တောင်ကြီးတိုင်းမကောင်းတောင်ကြီးတိုင်းတောင်ကြီးတိုင်းပဲဆိုးတာ တောင်ကြီးတိုင်းဆိုးတယ် အရင်ဆိုးတယ်အများစုကဆိုးကြပါဆိုးတယ်လို့တော့ထင်တယ်ဆိုးတယ်မဆိုးပါဘူး ဆိုးတော့တောင်ကြီးသူတွေဆိုးတာ တောင်ကျူးတွေတော့သူအဲ့လောက်ကြီးတော့မစိုး ဘလို့ဘာဆိုးတယ်လဲပြပြ ဘာရီဆိုးလဲဆိုတောင်ကြီးတိုင်းအရန်ပလေးရဲ့အခုပဲအသက်ကွယ်လာ အရင်ပလေးရယ် ခဏပလီခံရလို့အဖေကတောင်းကြီးတောင်းမို့ ဆိုးဖို့ဆိုနေနေပြပြ ဆိုဖို့ဆိုနေဆိုအဲ့လိုလေအရန်အဲ့လိုချန်ခုံနေကွာသိရမလားအဲ့လိုမျိုးကတောင်ကြီးတိုင်းမကောင်းတောင်ကြီးတိုင်း ဘာမှမကောင်းတာပါကောင်းတာဘာမှမရှိတာ တောင်ကြီးသူတွေဆိုးတာ အရင်တို့ရမဆိုးပါဘူးအရင်ကောင်းတယ်မြွန်သွဲကြည့်လေချစ်တယ်ပြောပြီးနောက်တစ်ယောက်နဲ့တလဲနေ တောင်ကြီးကိုကြည့်ရဟာရောက်ကြ ကြီးရထားတောင်ကြီးရထားမနက်ကတော့မှနော်တကယ်ချင်းတက်စီစိုင်းမှုကြီးပါရတဲ့တက်စီလားဆိုတော့မဟုတ်ဘူးတဲ့မအောင်လည်းမပြောအဲ့ဒါကြောင့် ရီသားရှိရတာနဲ့ side dish တွေခဏထားလို့လေ โอเคအဲ့ဒါသူရဲ့ဆိုးရဲ့အကွက်တွေရောကောင်းတာတွေဆိုရရှိလား တော်တော် view site တဲ့တယ်ပေါ့ ဒါပေမဲ့တယောက်တည်းမဟုတ်ဘူးပေါ့အကုန် ဒီလိုထင်တာပဲကောင်းနေလို့ရှိရင်တော့ကောင်းနေပါတော့ဒါပေမဲ့သူတို့စိုးသွားပြီဆိုလို့ရှိရင်တော့သူတို့ကောင်းခဲ့တဲ့ဟာတွေကိုပါပြန်ပြီးစိုးတာ ဘလာကနေဆိုဘလို့မြင်လဲ ဘလို့နေလဲဆိုတော့သူကအထကြတယ်တောင်ကြီးသူတွေကလေလမ်းလဲလမ်းတယ်မလှတဲ့လူလည်းအဲ့လောက်မရှိဘူး သူတို့စိုးကြည့်သားဆိုသူတို့တင်ကြိမ်ကောင်းလို့ပြန်မဲအောင်လို့ကျွန်တော်တို့မှာယူရှိတို့ကပေးတဲ့ရှော့မဲပါတယ်ထဲမှာအဲ့ဆိုးတဲ့သူတွေအတွက်ကိုကျွန်တော်တို့မှာယူရှိတို့ကနေပြီးတော့လက်ဆောင်ပေးမယ်ရှော့မဲရှိတယ်ကျွန်တော်အဲ့ထက်ပြီးစိုးလို့ရတာပေးဦးမယ်လက်ဆောင်ယူရှိတို့ရှော့မဲလက်ဆောင်ပေးမယ်ဒီထဲမှာတော့လက်ဆောင်တွေပါတယ် စိတ်ဆိုးစရာကောင်းရမရှိတော့ရှောင်းမဲလေးပဲ အဲ့ဒါပဲဆိုးလိုက်တော့โอเคကျွန်တော်လည်းညီမကိုစိုးကျင်လို့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့စိုးမှာမဟုတ်ဘူးညီမကိုအဲ့လိုစိုးမဲရှော့မဲလက်ဆောင်ပေးနေတာယူရှိတို့ကပေးရတာလက်ဆောင်โอเคကျေးဇူးများတင်ပါတယ်โอเคကျွန်တော်စိုးကျင်တယ်ဗျညီမကိုရောက်ကျွန်တော်ယူရှိတို့ကနေပြီးထုတ်တဲ့ black pepper ရှက်မှုလက်ဆောင်ပေးမယ်စိုးကျင်တဲ့သူတွေဗျကြိုက်တော့ဆိုတော့ကျွန်တော် brother ကိုရောက်ယူရှိတို့ကပေးတဲ့လက်ဆောင်လေးโอเคပါရှော့မဲလေးကျေးဇူးပါဗျာဖြည်းဖြည်းရတဲ့စိုးဘောအဲ့ဒါနော်တော်ကြီးသူတွေ တကယ်မစိုးလုံးဝမယုံလို့ရှိရင်ချစ်ကြည့်လိုက် အာမခံရ အာမခံတယ် တော့မစိုးတော်ကြီးသူတွေကျွန်တော်လည်းစိုးကျင်လို့ပေါ့နော်ညီမကိုရောက်ကြိုက်တာရွေးလို့ရတယ်တခု I'm gonna pick this တခု one တခုပဲနားရတော့โอเคယူလိုက်တော့ပါတယ်ကျောင်းဒါဘကပေးရဲ့ sun cream ပါတယ်ကျောင်းလက်ဆောင်ထည့်ပေးရတယ်โอเคရောက်ကျေးဇူးများတင်ပါသပင်းလေးဖြူနေပေမဲ့ဆိုင်လည်းမသွားခြင်းဘူးအချိန်လည်းရဲမပေးခြင်းဆိုတဲ့သူတွေအတွက်အိမ်မှာနေပြီးတော့အခုချက်ချင်းလျှော်တာနဲ့ချက်ချင်းမဲမယ်ယူရှိရထုတ်တယ်လျှော်မဲနဲ့လျှော်ညုံ